မင်္ဂလာပါຫນွေဦးနဲ့ရမ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ညနေပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ကျွန်တော်တောက်ကြပါပထမဦးဆုံးအနေနဲ့ဦးဝင်းမြင့်နဲ့ဒေါ်ဆန်းစုကြည်တို့ရဲ့အသက်အန္တရာယ်ကိုအထူးစိုးရိမ်တယ်လို့ NUG ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်တို့ရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအထူးစိုးရိမ်မိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုပါတယ်ယနေ့ဇူလိုင်လ1ရက်နေ့မှာပြုလုပ်တဲ့NUG အစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကအထက်ပါတိုင်းပြောလိုက်ခြင်းဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံထားရပြီးလုံလောက်တဲ့စေဝါကူတာမှုတွေရရှိမနေတာကြောင့်နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပဲစိုးရိမ်မကင်းဖြစ်မိပါတယ်လို့၎င်းကပြောပါတယ်။စစ်အုပ်စုလက်အောက်ခံအကျဉ်းထောင်များကအကျဉ်းဦးစီးအရာရှိများနဲ့တာဝန်ရှိသူများအနေနဲ့နိုင်ငံရေးအကျဉ်းသားများအပေါ်မှာရက်စက်စွာဖိနှိပ်နေတဲ့လုပ်ရက်များအတွက်တာဝန်ယူတာဝန်ခံရမှာဖြစ်ကြောင်းလည်း NUG အစိုးရကတတိပေးလိုက်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်မန္တလေးအိုးဘိုထောင်အတွင်းမှာဒဏ်ရာရကစီကုသပေးမှုနှောင့်နှေးတဲ့အတွက်မတည်သင့်ပဲတည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား90ကျော်ရှိနေကြောင်းလည်းဦးနေဖုံးလက်ကဆိုပါတယ်။ဇွန်လ28ရက်နေ့ကလည်းမန္တလေးအိုးဘိုထောင်မှာမတရားအကျဉ်းချခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအသက်69နှစ်ဟာရုတ်တရက်အမောဖောက်ပြီးကြာဆုံးခဲ့ရခြင်းအပေါ် NUG အစိုးရအနေနဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းလည်းဆိုပါတယ်။အိုးဘိုထောင်မှာ2024ခုနှစ်အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းမှာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်လျှက်စစ်နဲ့စွမ်းအင်ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နဲ့နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခအငယ်လေးတို့ဇက်တိုက်ဆိုသလိုကြာဆုံးခဲ့ကြပါတယ်။ထောင်များထဲမှာကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုများကြောင့်နိုင်ငံရေးအကျဉ်းသားများအသက်ဆုံးရှုံးနေရတဲ့ဖြစ်စဉ်များရှိနေကြောင်းလည်းဦးနေဖုံးလက်ကပြောပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့လာသာမြို့နယ်မှာမွေးကင်းစကလေးအလောင်းအမိုက်ပုံမှာလာရောက်စွန့်ပစ်သွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလာသာမြို့နယ်မှာမွေးကင်းစကလေးငယ်ရဲ့ရုပ်အလောင်းလာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများနဲ့လူမှုကူညီရေးအသင်းများထံကနေသိရှိရပါတယ်။ယမန်နေ့ဇွန်လ30ရက်မွန်းလွဲပိုင်းကလာသာမြို့နယ်မဟာဗန္ဓုလလမ်းနဲ့21လမ်းထိပ်မှာရှိတဲ့အမိုက်ပုံးထဲမှာမွေးကင်းစကလေးငယ်တဦးရဲ့ရုပ်အလောင်းကိုကျွတ်အိတ်နဲ့ထုတ်ကစွန့်ပစ်ထားတာကိုအမိုက်ကောက်သူတဦးကစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောပါတယ်။ကလေးအလောင်းကိုထမိန်တွေနဲ့ပတ်အိတ်နဲ့ထုတ်ပြီးပြစ်သွားတာပါ။လူမှုကူညီရေးအသင်းတစ်ခုကတွားရောက်ကယ်ဆယ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွားကောက်တဲ့အဖွဲ့နဲ့တော့အဆက်အသွယ်မရသေးပါဘူးလို့ရန်ကုန်အခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။စွန့်ပစ်ခံရတဲ့ကလေးငယ်အလောင်းဟာမွေးကင်းစအရွယ်မိန်းကလေးဖြစ်ကြောင်းဒေသခံများထံကနေသိရှိရပါတယ်။မွေးကင်းစကလေးရုပ်အလောင်းလာရောက်စွန့်ပစ်ခဲ့တဲ့နေရာဟာရန်ကုန်မြို့မှာလူစီကားပြီးလူသွားလူလာမပြတ်တဲ့မြို့လေရက်ကွက်ဖြစ်ပါတယ်။မြို့ရဲကြီးမှာအဲ့ဒီလူကြီးလာပြစ်သွားတယ်ဆိုပြီးသိရတာကြက်သိန်းတောင်ထားတယ်။တကယ်ကမမွေးနိုင်ရင်အစကတည်းကမမွေးကြနဲ့တကယ်လို့မွေးရင်ဆုံးသွားတယ်ဆိုရင်တော့ကောင်းကောင်းမွန်မွန်တကြိုပေးတင်ပါတယ်။အခုဟာကစိတ်ထဲတော်တော်မကောင်းဘူးလို့လက်မတော်ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ကလေးရုပ်အလောင်းလာရောက်စွန့်ပစ်သွားတဲ့နေရာအနီးမှာရွှေဆိုင်များဖွင့်လှစ်ထားတဲ့အတွက်အဲ့ဒီဆိုင်များမှာတက်ဆင်ထားတဲ့စောင့်ကြည့်ကင်မရာ CCTV များမှာတဆင့်လာရောက်စွန့်ပစ်သူကိုဖော်ထုတ်ကထိရောက်စွာအရေးယူပေးရန်လည်း၎င်းကတိုက်တွန်းပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမြည်တို့အရေးယူဆောင်ရွက်နေကြောင်းကိုသိရှိနိုင်ဖို့အတွက်လာသာမြို့မှာရဲစခန်းကိုဆက်သွယ်မေးမြန်းပေးမယ်လဲလက်ခံဖြေကြားခြင်းမရှိပါဘူး။ရန်ကုန်မြို့မှာစစ်ကောင်စီအာဏာသိမ်းပြီးနောက်တက်ကြီးရွယ်အိုအဖိုးဖွားများအားလာရောက်စွန့်ပစ်မှုကလေးငယ်များအားကျွေးမွေးစရိတ်မတက်နိုင်သည်ကိုအကြောင်းပြပြီးအခကျင်းငွေနဲ့ရောင်းချမှုယခုကဲ့သို့မွေးကင်းစကလေးငယ်များရဲ့ရုပ်အလောင်းစွန့်ပစ်မှုများပုံမဖြစ်ပွားလာနေကြောင်းမြို့ခံများကပြောဆိုကြပါတယ်ခင်ဗျာဆက်လက်ပြီးတော့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများသာစကားဆရဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့ NUG ပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်အာဏာသိမ်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီများဟာလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ်အဲ့ဒီနိုင်ငံရေးပါတီများဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအလုံးပေါင်းမှာကပြည်ထောင်စုလွှတ်တော်နေရာရဲ့100ခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်တယ်လို့ဦးနေဖုံးလက်ကဆိုပါတယ်ဒီတရားမဝင်အတုအယောင်ရွေးကောက်ပွဲဟာ
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြည်လည်စေမဲ့ထွက်ပေါက်မဟုတ်ပါဘူးတော်လှန်ရေးအင်အားစုတွေဟာမိမိတို့ရဲ့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပဋိညာဉ်နဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကဆိုပါတယ်ယနေ့ဇူလိုင်လ1ရက်နေ့မှာပြုလုပ်တဲ့ထူးအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးဥပဒေပြုရေးမန်တိုင်းအုပ်ချုပ်ရေးမန်တိုင်းများဟာအခိုင်အမာတည်ရှိနေတယ်လို့ဆက်လက်ဆိုပါတယ်ဒါအပြင်2021ခုနှစ်မတ်လ30ရက်နေ့ကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မှ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့တဲ့အတွက်အဲ့ဒီအခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိတဲ့စစ်တပ်ရဲ့လုပ်ရက်ဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုပ်ရက်များတာဖြစ်ကြောင်း၎င်းကဆိုပါတယ်စစ်ကောင်စီလက်အောက်ခံ UEC ထံမှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ရှမ်းအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင်နိုင်ငံရေးပါတီ80မှာပြန်လည်မှတ်ပုံမတင်ခဲ့ကြပါဘူးစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမြို့နယ်ပေါင်း268မြို့နယ်မှာရွေးကောက်ပွဲကျင်းပရန်ရထားတယ်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာများကိုဇွန်လ9ရက်နေ့ကဖြေကြားထားပြီးကျင်းပမဲ့ဒေတာအသေးစိတ်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူးလက်ရှိမှာစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှာပါတီမှတ်ပုံတင်ရန်လျှောက်ထားတဲ့ပါတီ89ခုအထိရှိလာပြီး56ပါတီကိုမှတ်ပုံတင်ခွင့်ပြုချက်ချထားပြီးဖြစ်ကြောင်း UEC ရဲ့မှတ်တမ်းများအရသိရှိရပါတယ်။မင်းအွန်လိုင်းကလာမယ့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကို၄ပတ်ကြာပြုလုပ်မှာဖြစ်ကြောင်းလည်းတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကမ္ဘာလက်ပတ်နှုန်းပုံမြန်လာပြီးလာမယ့်သတင်းပတ်များအတွင်းအချိန်အတူဆုံးရက်ကြုံရနိုင်ကြောင်းတင်ဆက်ပေးပါမယ်။ကမ္ဘာဟာ2020ခုနှစ်မှစပြီး၎င်းရဲ့ဝင်ရိုးပေါ်မှာပုံမှန်ထက်ပုံမြန်ဆန်စွာနဲ့လက်ပတ်နေပြီးနောက်ထပ်စံချိန်တစ်တစ်ခုဖြစ်ပျက်တော့မှာဖြစ်တဲ့အတွက်ကြောင့်သိပ္ပံပညာရှင်များကအကြောင်းရင်းကိုစူးစမ်းလေ့လာလျက်ရှိပါတယ်။နက္ခတ္တဗေဒပညာရှင် Graham Jones ကထိုဖြစ်စဉ်ကိုလေ့လာလျက်ရှိပြီး2025ခုနှစ်ဇူလိုင်လ9ရက်ဇူလိုင်လ22ရက်သို့မဟုတ်ဩဂတ်လ9ရက်နေ့စတဲ့တရက်မှာအချိန်အတူဆုံးရက်ကြုံရနိုင်တယ်လို့ခန့်မှန်းထားပါတယ်။တနိဒာအတွက်1.66စက္ကန့်သာပိုတိုမှာဖြစ်တဲ့အတွက်ကြောင့်အလုတ်လုတ်ရဲ့တရက်လျော့သွားမှာတော့မဟုတ်ပါဘူး။သို့တော့ထိုအချိန်ဟာမျက်တောင်တစ်ခတ်ထက်တော့ပိုကျနိုင်ပါတယ်။စဉ်းစားစရာအချက်များစွာရှိနေပြီးအကြောင်းအရင်းကိုရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့လည်းတနိဒာအချိန်ဘယ်လောက်ရှိလဲဆိုဒီမှာအရေးမကြီးပဲဘာကြောင့်ဖြစ်နေလဲဆိုဒီမှာစိတ်ဝင်စားစရာဖြစ်ပါတယ်။တရက်မှာစက္ကန့်ပေါင်း86,400ရှိပြီးကမ္ဘာလက်ပတ်နှုန်းဟာပုံသေးအတိအကျတော့မရှိပါဘူး။မကြသေးမီအချိန်ကအထိကမ္ဘာကြီးဟာပုံမနှေးကွေးစွာလက်ပတ်နေတယ်လို့ထင်ခဲ့ရပေမဲ့လည်း2020ခုနှစ်မှာမသိနိုင်တဲ့အကြောင်းတချို့ကြောင့်အဆအဆအရာရာပြောင်းလဲသွားကမ္ဘာလက်ပတ်နှုန်းဟာပုံမြန်လာပါတယ်။ရှာရှာပပဖြစ်စဉ်ဟာယခုအခါပုံမှန်အသစ်ဖြစ်လာပါတယ်။တနိဒာအချိန်ဟာ2021ခုနှစ်ကပုံမှန်အချိန်ထက်1.49စက္ကန့်2022ခုနှစ်မှာ1.59စက္ကန့်နဲ့2023ခုနှစ်က1.31စက္ကန့်ပိုတိုလာပါတယ်။သို့တော့အကြီးမားဆုံးအပြောင်းလဲကတော့2024ခုနှစ်ဇူလိုင်လ9ရက်နေ့ကဖြစ်ပြီးအချိန်1.66စက္ကန့်ပိုတိုခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်များကိုရိုးရိုးနိုင်မဟုတ်ပဲတိကျတဲ့ atom နိုင်များဖြင့်သာတိုင်းတာနိုင်ပါတယ်။ atom နိုင်များဖြင့်သာမတိုင်းတာမိပါကလူများဟာထိုဖြစ်ရများကိုသတိထားမိမှာတော့မဟုတ်ပါဘူး။ကမ္ဘာလက်ပတ်မှုအရှိန်မြန်လာခြင်းနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်များဟာတိတိကျကျအဖြေမပေးနိုင်သေးပါဘူး။သို့တော့2025ခုနှစ်အတွက်ခံမှန်းထားတဲ့အချိန်အတူဆုံးရက်များဟာကမ္ဘာအီကွေတာနဲ့အဝေးဆုံးလမ်းကြောင်းကိုလာရောက်ရှိသွားချိန်နဲ့တိုက်ဆိုင်နေပါတယ်။အဲ့ဒီအနေအထားကကမ္ဘာအပေါ်မှာတက်ရောက်မှုရှိပေမဲ့လည်းတိကျသောအကြောင်းရင်းဖြစ်တော့အတိမပြုတ်နိုင်သေးကြပါဘူး။လေ့လာချက်များအရလဟာ2ဘီလီယံပေါင်းများစွာကကမ္ဘာရဲ့လေပတ်မှုကိုနှေးကွေးစေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း4.5ဘီလီယံခန့်ကကမ္ဘာပေါ်မှာတရက်တာဟာ3နာရီမှ6နာရီကြားသာရှိပါတယ်။သို့တော်လရဲ့ဆွဲအားကြောင့်ကမ္ဘာရဲ့လေပတ်နှုန်းဟာနှေးကွေးလာပြီးယနေ့အချိန်ခါကဲ့သို့တရက်ကို24နာရီဖြစ်လာပါတယ်။အချိန်မီလီစက္ကန့်အနည်းငယ်များတိုးသွားခြင်းဟာအကျိုးဆက်မရှိဟုထင်ကောင်းထင်နိုင်ပါတယ်။သို့တော့နည်းပညာနဲ့ electronic ဆက်သွယ်ရေးခေတ်မှာစက္ကန့်တိုင်းဟာအရေးကြီးပါတယ်။ကမ္ဘာမှာအချိန်ကိုက်စနစ်များကိုသတ်မှတ်ချိန်အတိအကျနဲ့လှုပ်ဆောင်ရန်တီထွင်ဖန်တီးထားပြီးမီလီစက္ကန့်လောက်များနဲ့ကြီးကြီးမားမားပြဿနာမဖြစ်ဟုမျှော်လင့်ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့ချစ်လင်းမြိုင် Toyota ကုမ္ပဏီကိုစစ်ကောင်စီကအမည်ပြက်စရင်သွင်းလိုက်ပြီးစောချစ်သူခေါ်စံမြင့်သားသမီး3ဦးနဲ့စီးပွားရေးတာဝန်ခံ2ဦးတို့ကိုအမည်ပြက်သူများအဖြစ်ကြေညာလိုက်ကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်တပ်လက်အောက်ခံ
ကရင်နေကြားဆောင်တက်မှဗိုလ်မှူးကြီးစောချစ်သူနဲ့ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမည်ပြစရင်သွင်းလိုက်ပြီးဗိုလ်မှူးကြီးစောချစ်သူနဲ့တာသမီများအပါအဝင်ဒါရိုက်တာများကိုပါအမည်ပြသူများအဖြစ်စစ်တပ်ကကြေညာလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီစီကိုပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမည်ပြစရင်သွင်းကြောင်းကြေညာခဲ့ရမှာဗိုလ်မှူးကြီးစောချစ်သူပိုင်ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးစောချစ်သူရဲ့ဇနီးသားသမီးများကိုပါအမည်ပြစရင်ကြေညာလိုက်ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကကြေညာတဲ့အမည်ပြစရင်ဝင်ကုမ္ပဏီ198ခုထဲမှာစောချစ်သူရဲ့ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကနံပါတ်25အဖြစ်အမည်ပြစရင်သွင်းခံထားရခြင်းဖြစ်ပြီးစောချစ်သူရဲ့နာမည်စံမြင့်သမီးနန်းနှင်းနန္ဒာအေးတာဖြစ်သူစောချစ်ချစ်စောထုအေမူဗိုလ်မှူးကြီးစောချစ်သူရဲ့စီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကိုပါအမည်ပြသူများအဖြစ်ကြီးညာထားခြင်းဖြစ်ပါတယ်။အဆိုပါကြီးညာမှုဟာ NLD အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စစ်ကောင်စီက၎င်းလက်အောက်ခံဗန်များအတွင်းကိုနိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့ကြောင်းတို့ရမှာကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများကိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ကြေညာချက်အရသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့အမည်ပြစရင်ကြေညာခံထားရသူများဟာပို့ကုန်သွင်းကုန်ဆိုင်ရာဥပဒေတားမြစ်ချက်များကိုကျူးလွန်သူများဖြစ်ကြောင်း FEML ပုံမှန်42ကကြီးအရထိုသူကိုတစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှစ်ရက်လုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားကြောင်းစစ်ကောင်စီရဲ့ကြေညာချက်အရသိရှိရပါတယ်။စစ်ကောင်စီကအမည်ပြစရင်ကြေညာလိုက်တဲ့ဗိုလ်မှူးကြီးစောချစ်သူခေါ်စံမြင့်မှာတား2ဦးတမီ2ဦးရှိပြီးဇနီးဖြစ်သူမှာနန်းခင်လှသူဖြစ်ပါတယ်။စောချစ်သူရဲ့တား2ဦးမှာ BGF ဗိုလ်မှူးစောထုအေမူအသက်32နှစ်ဗိုလ်မှူးစောချစ်ချစ်အသက်28နှစ်နဲ့သမီးနန်းနှင်းတန်တာအေးအသက်26နှစ်တို့ဖြစ်ကြပါတယ်။စံမြင့်ခေါ်စောချစ်သူနဲ့၎င်းရဲ့သားသမီးများဟာ BGF ပိုင်ကုမ္ပဏီများမှာအဓိကအခန်းကဏ္ဍမှာပါဝင်ပတ်သက်နေကြောင်းမိသားစုဝင်များအကြားရှယ်ယာများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့်ခေါ်စောချစ်သူမိသားစုဟာ BGF တက်ရဲ့စီးပွားရေးလုပ်ငန်း6ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်းသိရှိရပါတယ်။ဒါအပြင်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ခြံဝန်းကြီး2ခုဖြစ်တဲ့ Apollo Park နဲ့ Yulon Bay Park တို့မှာလည်းအ ਨੇ စုရှယ်ယာရှင်အဖြစ်ပိုင်ဆိုင်ထားကြကြောင်းရင်းစီးပွားရေးလုပ်ငန်း2ခုလုံးမှာစံမြင့်ရဲ့သားဖြစ်သူ BGF ပုံမှုစောထုအေမူဟာဒါရိုက်တာနဲ့ရှယ်ယာရှင်တဦးဖြစ်ကြောင်းသိရှိရပါတယ်။စောချစ်သူရဲ့သမီးဖြစ်သူနန်းနှင်းဒတာအေအသက်26နှစ်ဟာစင်ကာပူနိုင်ငံနဲ့ဗြိတိန်နိုင်ငံတို့မှာပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဘွဲ့ရရှိထားက BGF ရဲ့လုပ်ငန်း၄ခုမှာရှယ်ယာရှင်နဲ့ဒါရိုက်တာအဖြစ်ပါဝင်နေပါတယ်။စောချစ်သူရဲ့မိန်းမနန်းခင်လှသူကတော့မိသားစုစီးပွားရေးများမှာပါဝင်လုပ်ကိုင်မှုရှိခဲ့ပေမဲ့လည်းရှယ်ယာရှင်နဲ့ဒါရိုက်တာယာရုများကိုတော့ရယူထားခြင်းမရှိပါဘူး။တို့ရမှာသူမက BGF ရဲ့စီးပွားရေးလုပ်ငန်းများမှာအကျိုးအမြတ်ဖြစ်ထွန်းနေသူလည်းဖြစ်ပါတယ်။ BGF ရဲ့စီးပွားရေးလုပ်ငန်းများမှာစောချစ်သူမိသားစုက1ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီမှာရှယ်ယာ65ရာခိုင်နှုန်း2ချစ်လင်းမြိုင်တက်တူတွင်းနဲ့စက်မှုကုန်ထုတ်လုပ်ငန်းမှာရှယ်ယာ68ရာခိုင်နှုန်း3ဒေါနာတန်လွင်ကုမ္ပဏီမှာရှယ်ယာ60ရာခိုင်နှုန်း4ထူးသစ္စာအောင်ကုမ္ပဏီမှာရှယ်ယာ80ရာခိုင်နှုန်း5တူးမြစ်တာထူးကုမ္ပဏီမှာရှယ်ယာ80ရာခိုင်နှုန်း6ရွှေပရိသမြိုင်ကုမ္ပဏီမှာရှယ်ယာ90ရာခိုင်နှုန်းတို့ပါဝင်ထားပါတယ်။ BGF ကလှုပ်ဆောင်နေတဲ့တရားမဝင်လုပ်ငန်းများမှာပါဝင်ပတ်သက်နေတဲ့ခေါင်းဆောင်2ဦးမှာဗိုလ်မှူးကြီးစောမင်းမင်းဦးနဲ့ဗိုလ်မှူးစောတင်ဝင်းတို့ဖြစ်ကြပြီးစစ်ကောင်စီကစောချစ်သူနဲ့အတူအမည်ပြစရင်ကြေညာလိုက်တဲ့ဗိုလ်မှူးကြီးစောမင်းမင်းဦးဟာ BGF စီးပွားရေးလုပ်ငန်းများမှာအဓိကဥဆောင်မှုအခန်းကဏ္ဍမှာပါဝင်သူဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ထိုင်းဝင်ကြီးချုပ်ပေထုံတန်ဘယင်ကယာဒူးပြန်ပေးပေမဲ့လည်းတရားရုံးရဲ့ဆိုင်းငံ့ခြင်းခံရကြောင်းတင်ဆက်ပေးပါမယ်ဟွန်ဆန်နဲ့ဖုန်းပြောဆိုတဲ့အတန်ဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကတရားစီရင်ရေးဆိုင်ရာပြန်လည်သုံးသပ်မှုမပြီးမချင်းယာဒူးမှဆိုင်းငံ့လိုက်ပါတယ်သူမကိုအေးအေးယူရေးအတွက်အထက်လွှတ်တော်အမတ်တဦးရဲ့တင်ပြချက်ကိုလက်ခံရန်မဲပေးခဲ့ပြီးတရားစီရင်ရေးဆိုင်ရာပြန်လည်သုံးသပ်မှုမပြီးမချင်းသူမရဲ့ဝန်ကြီးချုပ်တာဝန်များကိုဆိုင်းငံ့ခဲ့ပါတယ်အထက်လွှတ်တော်ဥက္ကဋ္ဌမွန်ကွန်ဆူရာဆက်ချာမတရားရုံးကိုပေးပို့ခဲ့တဲ့အထက်လွှတ်တော်အမတ်36ဦးရဲ့တင်ပြချက်ကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှတရားသူကြီး9ဦးတို့ကလက်ခံရန်တညီတညွတ်ထဲမဲပေးခဲ့ကြပါတယ်အဲ့ဒီနောက်တရားသူကြီးများကပေထုံတန်ကိုဝန်ကြီးချုပ်တာဝန်များမှ၎င်းတို့ရဲ့စီရင်ချက်မချမီအထိဆိုင်းငံ့ထားရန်လဲ9မဲ2မဲနဲ့မဲပေးခဲ့ကြပါတယ်သို့တော့ပေထုံတန်အနေနဲ့သူမရဲ့အစိုးရအဖွဲ့အသစ်မှာယဉ်ကျေးမှုဝန်ကြီးအဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်
အင်္ဂါနေ့တရားရုံးရဲ့ဆုံးဖြတ်ချက်မချမီခဏအလိုမှာဘရင်မင်းမြတ်ရဲ့လက်မှတ်ရေးထိုးပြီးတော်ဝင်ပြန်တမ်းမှာထုတ်ပြန်ခဲ့တဲ့အစိုးရအဖွဲ့အသစ်မှာသူမကိုယ်တိုင်ယဉ်ကျေးမှုဝန်ကြီးအဖြစ်ပူးတွဲခန့်အပ်ရန်အဆိုပြုခဲ့ပါတယ်။အထက်လွှတ်တော်အမတ်အဖွဲ့ကပေထုံတန်ကိုဝန်ကြီးချုပ်ရာဒူးမှဖယ်ရှားပေးရန်တောင်းဆိုခဲ့ပြီးသူမဟာကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့တယ်လီဖုန်းပြောဆိုစဉ်မှာဒုတိယစစ်တိုင်းမှုကိုပြိုင်ပတ်ဟုတိုက်ခိုက်ပြောဆိုခဲ့ခြင်းဟာနိုင်ငံရေးအချုပ်အခြာအာဏာကိုထိခိုက်စေတယ်လို့ဆွဆွဲပြီးနိုင်ငံတော်ပုံကံမှုနဲ့ဆွဲချက်တင်ခဲ့ပါတယ်။သူမရဲ့ပြောဆိုမှုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုဖိုင်ဟာနောက်ပိုင်းမှာလူမှုကွန်ရက်မီဒီယာကိုပေါက်ကြားခဲ့ပါတယ်။နေဆက်တင်းမာမှုများဖြစ်ပွားနေချိန်မှာဒုတိယစစ်တိုင်းမှုကထိုင်းနိုင်ငံပိုင်နက်များကိုခုခံကာကွယ်ဖို့ပုံမတင်းမာတဲ့သဘောထားကိုထားရှိရန်ကြိုးပမ်းနေချိန်မှာသူမဟာကမ်ဘောဒီးယားအာဏာရှင်ကိုကျဉ်နှံ့အောင်ကြိုးစားခဲ့တယ်လို့ဆွဆွဲချက်များကြောင့်သူမဟာပြင်းထန်စွာဝေဖန်ခံခဲ့ရပါတယ်။အထက်လွှတ်တော်အမတ်အဖွဲ့ကတရားရုံးရဲ့စီရင်ချက်ကိုရယူရန်ပုံမှန်82နဲ့ပုံမှန်183ကိုကိုးကားထားပါတယ်။ဒါ့အပြင်ပေထုံတန်ကိုပုံမှန်184ပုံမှန်164နဲ့9တို့ရဲ့ပြဋ္ဌာန်းချက်များအရယာဒူးမှဖယ်ရှားရမယ်လို့၎င်းတို့ကဆွဆွဲခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနရံတရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ။လူထုဘက်ရက်တီချင်းတရင်အစ်စ်မှန်ຫນွေဦးနရံ